သက်များအားလုံးမင်္ဂလာပါရှင်ကျမအခုကလေဘုံမဲ့အုတ်ချောင်းပေါ့နော်ဘုံမဲ့အုတ်ချောင်းကိုကျမကိစ္စရှိလို့လာတာရှာတယ်ပေါ့ဘုံမဲ့အုတ်ချောင်းဆိုတာကိုရှာတယ်ရှာပြီးတော့ကျမလာတယ်ပေါ့အဲ့ဒီမှာဘာတစ်ခုထပ်ပြီးတော့ထူးထူးခြားခြားချိတ်ဆက်မိလဲဆိုတော့ဘုံမဲ့အုတ်ချောင်းရဲ့နောက်ဖက်ပေါ့ကျမတို့ကတော့ချင်းကောင်းရေးဆိုရင်ပဲချင်းဘက်ခေါ်မလားမသိဘူးเนาะအရက်ဒေတာမှာခေါ်ရမတူဘူးဘုံမဲ့အုတ်ချောင်းနဲ့ကဲ့ရဲ့မနေမဝင်းမှာကောင်းမွတ်မို့လေးရှိတယ်အဲ့ဒီကောင်းမွတ်မို့လေးဘက်ကိုကျမခဏရောက်သွားတယ်ရောက်သွားတော့အဲ့ဒီကောင်းမွတ်မို့ဆိုတာလေပြောတာပြောရတာလက်သုံးလုံးလောက်ပဲမို့တာဟိုကောင်းကမှုလို့တော့ပြောလို့မရဘူးမြေပြင်လောက်နီးနီးပဲရှိတော့တယ်အဲ့နောက်ကိုကျမရောက်သွားတဲ့အခါကျတော့အဲ့နာဝင်းကျင်ကလူတွေကကျမကိုရှင်းပြတယ်ဒီနေရာလေးကအဲ့ဒီကုန်းလေးကအမတော်ဆုံးမနာရဲ့တပ်ပနတ်ဟာစီပထိုးရှိခဲ့တယ်ပေါ့နော်အဲ့ဒါကိုရှေးဟောင်းတုတိတမကမြေပုံကင်ပြီးတော့လာရှာတာတရက်လည်းမတွေ့နှစ်ရက်လည်းမတွေ့သုံးရက်လည်းမတွေ့ဆိုသူကဖျားကုန်းလို့တိတာထင်ရှားလောက်အောင်မို့မောက်မနေတော့တာမြေပြင်နည်းနည်းပဲဖြစ်နေတာပေါ့နော်အဲ့တော့ရှေးဟောင်းတုတိတမကလာရှာတာတော့မှ3ရက်ရှာမှမြေပုံနဲ့အတိအကျထောက်ပြီးရှာတော့အမြောင်မတွေ့ဘူးပေါ့နော်3ရက်ရှာတော့မှအဲ့နေရာကိုတွေ့ခဲ့တယ်အဲ့နေရာမှာလေဇောင်းချမ်းပင်ခေါ်သလားမသိဘူးအပင်လေး3ခုဆိုင်နေတယ်အပင်လေး3ခုဆိုင်နေတယ်ကုန်းကုံလေးအဲ့ဒီကုန်းကုံလေးနဲ့ပတ်သက်ပြီးတော့လေအဲ့နေရာမှာထူးခြားမှုအများကြီးရှိတယ်ပြောရတယ်ပေါ့နော်အဲ့နာလေးနော်ကျွန်မလည်းဘာပဲဖြစ်ကိုနဲ့ချိတ်ဆက်မိတဲ့နေရာလေးကိုနဲ့ချိတ်ဆက်မိတဲ့ပုံကိုယ်ကိုကျွန်မရောက်တဲ့အချိန်ရောက်တဲ့နေရာမှာတော့ကျွန်မမြေတာပို့တာတွေဆူတောင်းပေးတာတွေကြော်ဝင်းလေးတွေပြူပေးတာတွေလုပ်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်မဘုံမဲ့အကြောင်းကိုလာရင်းထဲမှာချိတ်ဆက်မိတယ်အမတော့စုံမလာရဲ့တပတ်နဲ့ဟောင်းတရှိရစောင်းရမ်းနဲ့3ပင်ဆိုင်ရဲ့ကုန်းကုံလေးကဖျားစီဒီအဟောင်းလေးပါလေကျွန်မကကြော်ဝဲတွေပေးပြီးတော့မြေတာတွေပို့ခဲ့ပါတယ်အဲ့ဒီအမတော့စုံမလာရဲ့တပတ်နဲ့ဟောင်းစီဒီတရှိရကုန်းမို့လေးလေတစ်ချိန်ချိန်မှာသာသနာအလင်းရောင်ထိန်ထိန်ကြီးပြီးတော့သာသနာတွေပွင့်လန်းဖို့အတွက်ဆွတောင်းပေးခဲ့ပါတယ်ရှင်ကျွန်မအခုပကံကိုလာတဲ့အခါမှာလေညောင်ကကိုမျိုးမမိုးပေါ့နော်မမိုးမိုးစီမိသားစုညောင်ကကျွန်မရဲ့မဖြူဖြူဝင်းပင်လယ်ပြောင်းဈေးဆိုင်မိသားစုရန်ကုန်ကကျွန်မချစ်ရတဲ့နှင်းနုစသဖြင့်ပေါ့နော်ကျွန်မရဲ့ခုနှစ်သားသမီးပြိသက်တွေဒီကျွန်မရဲ့လှူဒန်းရေးကိစ္စတွေမှာငွေအားတူအောင်အများကြီးပံ့ပိုးထားပါတယ်။သိန်းနဲ့ချီပြီးတော့အများကြီးပံ့ပိုးထားပါတယ်။အဲ့ဒီခုနှစ်သားသမီးပြိသက်တွေရောကျွန်မနဲ့မမြင်မသိလိုင်းပေါ်မှာပဲသိရတယ်ခုနှစ်သားသမီးပြိသက်တွေရောပြိသက်များအားလုံးကိုကျွန်မပကံမှာရောက်စဉ်အချိန်ကာလမှာလှူဒန်းသမျှတောက်တော်ရေးချမ်းစင်မီပန်းစွမ်းအလှူတွေတပတ်နဲ့ထူရှိတဲ့နေရာတွေမှာကျွန်မကပောက်ပွဲတွေလိုက်လှူတာတွေပုတ်ပေါင်းမှာကျွန်မလှူရမ်းခဲ့တဲ့အလှူဒန်းတွေအားလုံးကျွန်မနဲ့ထပ်တူပါရှင်ထပ်တူရကြပါစေရှင်